ဒီမျိုးသမီးဟာသူမနာမီနဲ့ပိုက်ဆံတပြားမှမရှိပဲစူပါမားကတ်မှာဈေးဝယ်ထွက်ခဲ့ပါတယ်။အဲ့ဒီနောက်ငွေရှင်းကောင်တာကစုစုပေါင်းကျတဲ့ငွေကိုတွက်ချက်လိုက်တဲ့အခါမှာတော့ဒေါ်လာ 6,000 ထိများပြားနေခဲ့ပါတယ်။လီဆာစီမှာပိုက်ဆံတပြားမှမရှိရင်မဲ့လေသူမဟာအေးအေးဆေးဆေးပဲလှည့်ပြီးငွေရှင်းစာရေးမစီကူပွန်တစ်ထက်ကိုကမ်းပေးလိုက်ပါတယ်။ငွေရှင်းစာရေးမကလုံးဝကြောင်အန်းသွားပြီးဘာလို့ပိုက်ဆံမရှင်းတာလဲလို့မေးရမဲ့လီဆာကတော့ကူပွန်တွေနဲ့ပဲရှင်းမယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။တေချာတာကတော့ငွေရှင်းစာရေးမဟာကူပွန်တွေကိုစက်တိုက်စက်ကင်ဖက်နေခဲ့ရမှာအချိန်2 နာရီအပြည့်ကြာမြင့်ခဲ့ပါတယ်။နောက်ဆုံးမှာတော့လီဆာဟာပိုက်ဆံတပြားမှပေးစရာမလိုခဲ့တဲ့အပြင်စူပါမားကတ်ကတော့သူမကိုဒေါ်လာ90ပြန်အပ်ပေးလိုက်ရပါတယ်။အရှိ1.5 မီတာလောက်ရှိတဲ့ပြေစာကိုကြည့်ပြီးလီဆာကသူမကိုသူမဈေးစစ်ပွင့်မကြည့်လို့နည်းနည်းလေးမှမခံစားရပါဘူး။အဲ့ဒီအစားသူမဟာကူပွန်တွေကိုပို့ပြီးတောင်လိုက်လံစုဆောင်းနေခဲ့ပါတယ်။အမိုက်ပုံးတွေကသွားတိုက်ဆေးဘူးခွန်ကိုတောင်သူမကအလို့မပေးခဲ့ပါဘူး။ဒါပေမဲ့လည်းအချိန်ကြာလာတာနဲ့အမျှလီဆာစီမှာရှော့ဆေးပစ္စည်းတွေအများများလာတဲ့အတွက်သူမရဲ့မိသားစုကအကုန်မသုံးနိုင်တော့ပါဘူး။ဒါကြောင့်လီဆာကအကြံတစ်ခုရလာခဲ့ပါတယ်။သူမကအဲ့ဒီပစ္စည်းတွေကိုလိုအပ်နေတဲ့အိမ်ရှင်မတွေစီဈေးတစ်ဝက်နဲ့ပြန်ရောင်းချခဲ့ပြီးသူမအိမ်ရဲ့ဝင်ငွေကိုအောင်မြင်စွာမြင့်တင်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့လီဆာပိုင်ဆိုင်တဲ့ຢာတွေထဲမှာသူမရဲ့အိမ်နဲ့ခင်ပွန်းကလွှဲရင်ကျန်တာအားလုံးကိုကူပွန်တွေနဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။လီဆာအိမ်ထောင်မှုကိစ္စကိုဒီလောက်ချွေတာစွာစီမံခန့်ခွဲနေတာကိုမြင်တော့သူမရဲ့ခင်ပွန်းကတော့မချီးကျူးပဲမနေနိုင်ခဲ့ပါဘူး။ဒီနေ့မှာတော့လီဆာကအိမ်မှာစီရီယယ်စားနေတုန်းတလုတ်ကိုက်မှာပဲအစားအစာတိုးနေတာကိုတတိထားမိလိုက်ပါတယ်။သူမကဘူးပေါ်ကတက်တန်းကုံဆုံးရက်ကိုကြည့်လိုက်တော့တက်တန်းမကုံသေးတာကိုတွေးလိုက်ရပါတယ်။ရှင်းရှင်းပြောရရင်အုတ်ကြုံတွေရဲ့အရေးသွေးမှာပြဿနာရှိနေတာပါ။ဒါကြောင့်လီဆာကဒီကိစ္စကိုဖြေရှင်းဖို့ထုတ်လုပ်သူစီကိုတိုင်ကြားစာတစ်စောင်ရေးပို့လိုက်ပါတယ်။ထုတ်လုပ်တဲ့ကုမ္ပဏီကလီဆာစီကိုတောင်းပန်စာတစ်စောင်နဲ့ကူပွန်တစ်ခုပို့ပေးခဲ့ပါတယ်။အုတ်ကြုံတပူအလားကားရမဲ့ကူပွန်ဖြစ်နေတဲ့အတွက်လီဆာကအရန်ကိုဝမ်းသာသွားပါတယ်။သူမကစူပါမားကတ်ကိုအပြေးသွားပြီးကူပွန်ကိုသုံးကဒေါ်လာ100တန်ဖိုးရှိတဲ့အစစ်မြင့်အုတ်ကြုံတပူကိုအလားကားယူလာခဲ့ပါတယ်။ငွေရှင်းစာရေးမနဲ့စကားပြောရင်ထုတ်လုပ်သူများစုကတိုင်ကြားမှုတွေကိုဖြေရှင်းဖို့ကူပွန်တွေပို့ပေးလိမ့်ရှိတယ်ဆိုတာကိုလီဆာသိလိုက်ရပါတယ်။ဒါကလီဆာကိုအလားကားရနိုင်မဲ့နောက်ထပ်နည်းလမ်းတစ်ခုအတွက်ချက်ချင်းအကြံရသွားစေခဲ့ပါတယ်။အိမ်ရောက်ချင်းပဲလီဆာကသူမရဲ့ကွန်ပျူတာစီအပြေးလွှားသွားခဲ့ပါတယ်။သူမကစဉ်းစားလို့ရသမျှထုတ်လုပ်သူတိုင်းစီကိုတိုင်ကြားစာတွေပို့ပေးလိုက်ပါတယ်။အကြောင်းပြန်တဲ့အနေနဲ့ထုတ်လုပ်သူတိုင်းကသူမစီအလားကားကူပွန်တွေပို့ပေးခဲ့ကြပြီးသူမရဲ့စားပွဲပေါ်မှာအမြန်ပဲပုံနေပါတော့တယ်။သတင်းစာတွေကကူပွန်တွေနဲ့တင်လီဆာမိသားစုတစ်ခုလုံးရဲ့အခြေခံလိုအပ်ချက်တွေကိုလုံလောက်စွာဖြည့်ဆည်းပေးနိုင်နေပါပြီ။စားပွဲတစ်ခုစာပြည့်ရှိတဲ့အလားကားကူပွန်တွေကိုရလာတဲ့အခါလီဆာကအဲ့ဓာတွေကိုရောင်းချပြီးငွေသားဖြစ်ပြောင်းရဲကရေရှည်တည်တတ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အန်နာကတော့တန်တရားတချို့ရှိနေခဲ့ပါတယ်။ဒီလောက်ကြီးပါတဲ့ကူပွန်လေးတွေကဖောက်တီတွေလိုချင်တဲ့ပမာဏရဲ့အစွန်းဖျားလောက်တောင်မရှိပါဘူး။ဒါပေမဲ့မကြခင်မှာပဲလီဆာကလုံးဝယုံကြည်မှုရှိနေတဲ့ပုံပေါ်လာပါတယ်။လီဆာကအကန့်အသတ်နဲ့ထုတ်တဲ့ဖာယာရီကား၅စီးကိုတောင်ဝယ်လိုက်ပါသေးတယ်။လွန်ခဲ့တဲ့လောကလောက်ကပိုက်ဆံတပြားမှမရှိတဲ့လီဆာဟာပုံနှိပ်စက်ရုံမှာနေ့စဉ်ပိုနေတဲ့ကူပွန်အခု100ကျော်ရှိပြီးအဲ့ဒီပိုနေတဲ့ကူပွန်တွေကိုဝန်ထမ်းတွေစီဖျက်ဆီးပစ်ဖို့ပေးအပ်ထားကြောင်းသိရှိသွားခဲ့ပါတယ်။ပုံနှိပ်စက်ရုံကအဲ့ဓာတွေကိုစစ်ဆေးဖို့အောင်ဂရုမစိုက်တဲ့အတွက်လီဆာကအန်နာနဲ့အတူပုံနှိပ်စက်ရုံကအတွင်းလူတယောက်ကိုရှာဖွေခဲ့ပါတယ်။သူမကအမျက်ရဲ့10%ပေးမယ်လို့မလုံးပေးပြီးအဲ့ဒီအတွင်းလူကိုသူတို့အစီအစဉ်နဲ့အောင်မြင်စွာဆွဲသွင်းနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ဖျက်ဆီးဖို့သတ်မှတ်ထားတဲ့ကူပွန်တွေကိုအဲ့ဒီဝန်ထမ်းကရှိုးဝက်ခိုးထုတ်ပြီးလီဆာစီပို့ပေးဖို့သူတို့နှစ်ယောက်ကစီစဉ်ခဲ့ပါတယ်။အန်နာကတော့အွန်လိုင်းရောင်းလူဝင်များအောင်လုပ်တာနဲ့ကူပွန်တွေကိုကြော်ညာပေးတာတွေကိုတာဝန်ယူခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲလီဆာကအွန်လိုင်းစတိုးနဲ့ဖောက်တီဝန်ဆောင်မှုကိုစီမံခန့်ခွဲခဲ့ပါတယ်။သူတို့ကချွေရတက်တဲ့အိမ်ရှင်မတွေကိုသူတို့ရဲ့ဖောက်တီတွေဖြစ်ပြစ်မှတ်ထားခဲ့ပါတယ်။ကူပွန်တွေကိုဈေးတစ်ဝက်နဲ့ရောင်းချခဲ့ပေမဲ့လည်းသူတို့အဖွဲ့ဟာတစ်ရက်ကိုဒေါ်လာ2,500,000အထိဝင်ငွေရနေခဲ့ပါတယ်။ဒီစီစဉ်နဲ့လီဆာဟာနေချင်းညချင်းငွေကြေးလွတ်လပ်ခွင့်ကိုရရှိသွားခဲ့ပါတယ်။သူမဟာကြီးမားတဲ့ဒနွေစာတွေကိုရှာဖွေနိုင်ခဲ့ပါတယ်။သူမအိမ်ရဲ့နေရာလက်မကျန်ထောင်ပေါင်းစုံမှာငွေသားတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲစူပါမားကတ်ကြီးတွေရဲ့ပိုင်ရှင်တွေကတခုခုမှားယွင်းနေပြီဆိုတာကိုသတိထားမိလာကြပါတယ်။ကူပွန်တစ်တုပ်ကိုအခု1,000သာကန့်သက်ထားပေမဲ့အခု10,000ထိလာရောက်အသုံးပြုနေကြတာကိုသူတို့တွေ့ရှိသွားခဲ့ပါတယ်။အဲ့ဒီနောက်ကူပွန်အသုံးပြုနေတဲ့ဖောက်တီတွေကိုသူတို့ကရှိုးဝက်စုံစမ်းခဲ့ကြပါတယ်။တဲလုံစတွေကိုခြေရာခံလိုက်တဲ့အခါလီဆာကူပွန်တွေရောက်နေတဲ့အွန်လိုင်းစတိုးကိုအောင်မြင်စွာရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။စူပါမားကတ်ပိုင်ရှင်တွေကသက်ဆိုင်ရာအာဏာပိုင်တွေစီချက်ချင်းတိုင်ကြားခဲ့တဲ့အတွက်လီဆာရဲ့ငွေစရင်းကောက်ကိုချက်ချင်းထိန်းချုပ်ပိတ်သိမ်းခြင်းခံလိုက်ရပါတယ်။သူထေးဖြစ်မဲ့အိမ်မက်ပျက်စီးတော့မလို့ဖြစ်နေတာကိုမြင်လိုက်ရတော့လီဆာကပြဿနာကိုကူညီဖြေရှင်းပေးနိုင်မဲ့ဟက်ကာတယောက်ကိုရှာဖွေဖို့အန်နာနဲ့ချက်ချင်းပူးပေါင်းခဲ့ပါတယ်။ဟက်ကာကပထမဆုံးအွန်လိုင်းစတိုးကကြောင်ညာဗီဒီယိုတွေအကုန်လုံးကိုဖျက်ပစ်လိုက်ပြီးစတိုးရဲ့ IP လိပ်စာကိုဖျောက်ကနောက်ဆုံးမှာတော့သူတို့ရဲ့ဘဏ်ကောက်တွေကိုပြန်ဖွင့်ပေးခဲ့ပါတယ်။တရုတ်မှန်ရောင်ဆောင်ပြီးဟက်ကာရဲ့အကူအညီနဲ့သူတို့ရဲ့ငွေတွေကိုဘဏ်မျိုးမျိုးစီခွဲပြီးအနှံခဲ့ကြပါတယ်။လီဆာနဲ့သူမရဲ့အဖွဲ့ဟာသူတို့ရဲ့အစီအစဉ်မှာပိုပြီးတော့တောင်ရဲတင်းလာခဲ့ကြပါတယ်။စူပါမားကတ်မှာကူပွန်တွေပိုများလာတာနဲ့အမျှသူတို့ရဲ့လစဉ်မြက်ငွေကဒေါ်လာ30အထိတောင်ရောက်ရှိလာခဲ့ပါတယ်။စူပါမားကတ်ပိုင်ရှင်လည်းဒေါသထွက်ပြီးရဲတွေကိုချက်ချင်းစုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုခဲ့ပါတယ်။ဘဏ်ကောက်တွေကနေတဆင့်ရဲတွေငွေကြေးလမ်းကြောင်းကိုပြတ်မချေရခံနိုင်အောင်လီဆာကနောက်ထပ်အစီအစဉ်တစ်ခုကိုစဉ်းစားခဲ့ပါတယ်။သူမကအဲ့ဒီငွေတွေနဲ့ဇိမ်ခံပစ္စည်းတွေဝယ်ပြီးပြန်ရောင်းချင်နေတာပါ။အဲ့ဒီနည်းနဲ့ဆိုရင်ငွေရဲ့ရင်းမြစ်ကတရားဝင်ဖြစ်သွားပါလိမ့်မယ်။အန်နာကဒါဟာအကြံကောင်းတစ်ခုလို့ထင်ခဲ့တဲ့အတွက်သူတို့နှစ်ယောက်ဟာဇိမ်ခံကားအယောင်းပြခန်းကိုချက်ချင်းပြေးသွားပြီးဖာယာရီကား၅စီးကိုတပြိုင်တည်းဝယ်ယူပစ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါကမလုံလောက်သေးဘူးလို့ခံစားရလို့ကိုပိုင်ချက်လေရင်တစ်စင်းကိုပါဝယ်လိုက်ကြပါသေးတယ်။သူတို့နှစ်ယောက်ကိုကြံတဲ့ကိုသဘောကျနေချိန်မှာပဲအမျိုးသမီးဟက်ကာကသူမအနေနဲ့ငွေတွေကိုအကောင့်တွေထဲထည့်ပေးတော့ကနေပညာအရငွေမိခဝါချပေးခဲ့ပြီးလို့ပြောလိုက်ပါတယ်။အခုအကုန်လုံးတရားဝင်ဖြစ်နေပြီမို့ဇိမ်ခံကားတွေကိုပြန်ရောင်းတဲ့အလုပ်ရှုပ်ခံစရာမလိုတော့ဘူးလို့ဆိုပါတယ်။ဒါကိုကြားလိုက်ရတော့လီဆာအန်တမင်တက်သွားပါတယ်။ချက်ချင်းပဲဟက်ကာကဒီဇိမ်ခံကားတွေကိုမြန်မြန်ရှင်းပစ်ဖို့လိုတယ်မဟုတ်ရင်ရဲတွေရဲ့စုံစမ်းစစ်ဆေးမှုကိုဆွဲဆောင်တယ်လို့ဖြစ်သွားလိမ့်မယ်လို့တတိပေးခဲ့ပါတယ်
တကယ်တော့သူတို့ရဲ့အစီအစဉ်ကိုမစတင်ခင်ကတည်းကရဲတွေဟာဒီကိစ္စကိုစုံစမ်းစစ်ဆေးနေကြတာဖြစ်ပါတယ်ဈေးကွက်ထဲကစမြင့်မတိရတဲ့ဒီကူပွန်တွေအားလုံးဟာနေရာတစ်ခုတည်းကနေစားတိုက်ကတဆင့်ပို့ဆောင်နေတာကိုရဲတွေကတွေ့ရှိခဲ့ပါတယ်အဲ့ဒီလိပ်စာကိုခြေရာခံလိုက်တဲ့အခါလီဆာဟာဒီလုပ်ငန်းရဲ့ကောင်းကောင်းဆောင်ဆိုတာကိုချက်ချင်းဖော်ထုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့လီဆာနဲ့သူမရဲ့ခေါင်းကိုတကြော့တဲနဲ့ဖမ်းဆီးနိုင်ဖို့အတွက်ရဲတွေဟာကုန်ပစ္စည်းတွေပို့ဆောင်ပေးတဲ့ဒယ်လီဗာရီယာဉ်မောင်းကိုအရင်ဆုံးခြေရာခံခဲ့ပါတယ်ရဲတွေကဒယ်လီဗာရီယာဉ်မောင်းကိုစစ်ဆေးမေးမြန်းတဲ့အခါသူကဘာမှမသိဘူးလို့ခေါင်းမာနဲ့ညှဉ်းဆန်ခဲ့ပါတယ်တက်တေထောက်ထားမရှိတဲ့အတွက်ရဲတွေကသူ့ကိုရဲစခန်းကနေပြန်လွှတ်ပေးလိုက်ရပါတယ်ရဲတွေကအသေးစိတ်အချက်လက်တွေကိုတိထားပြီးသားဖြစ်ကအချိန်ကိုက်ဆောင်ဆိုင်နေတာကိုမသိတဲ့ပို့ဆောင်ရေးသမားကစဉ်းစားပြီးနောက်လီဆာစီကိုချက်ချင်းသတင်းပို့လိုက်ပါတယ်တေချာတာကတော့ပို့ဆောင်ရေးသမားကရဲတွေကိုလှည့်စားနိုင်ပြီလို့ထင်နေချိန်မှာပဲရဲရရှိတွေကသူ့နောက်ကိုရှို့ဝှက်လိုက်လာခဲ့ပြီးလီဆာနဲ့သူမအဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုဖော်ထုတ်ဖို့ခြေရာခံခဲ့ကြပါတယ်အဲ့ဒီနောက်အထူးတပ်ဖွဲ့ရဲ့စူစီကိုကဲမှုအောက်မှာသူတို့ဝင်ရောက်စီးနင်းခဲ့ပြီးလီဆာကိုနေရာမှာတင်ဖမ်းဆီးလိုက်ပါတယ်ဒီအမှုမှာပါဝင်ပတ်သက်နေတဲ့ငွေပမာဏကဒေါ်လာတန်း200အထိရှိနေတဲ့အတွက်လီဆာဟာတသက်တကြုံထောင်ဒဏ်ကျခံရဖို့ရှိနေပါတယ်ဒီအခြေအနေနဲ့ရင်ဆိုင်ရချိန်မှာလီဆာကသူမအဖွဲ့ကိုကာကွယ်ပေးဖို့အမှုရှုံးမှုတဲ့ရာဇဝင်မရှိတဲ့ထိတ်တန့်ရှေ့နေတယောက်ကိုငွေများကြီးပေးပြီးချက်ချင်းငှားရမ်းခဲ့ပါတယ်တရားခွင်စတင်တဲ့အခါရှေ့နေကပုံနှိပ်စက်ရုံနဲ့စူပါမားကတ်တို့ရဲ့စီမံခန့်ခွဲမှုဟာကွက်တွေကိုအမိအရဆုပ်ကင်ပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကသူတို့ရဲ့စီမံခန့်ခွဲမှုပေါ်စမှုကြောင့်လို့အပြစ်ပုံချခဲ့ပြီးလီဆာကိုခိုးမှုဆွဲချက်တွေကနေအောင်မြင်စွာကင်းလွတ်ခွင့်ရစေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲစူပါမားကတ်ပိုင်ရှင်ငှားရမ်းထားတဲ့ရှေ့နေကလီဆာရဲ့ထိတ်တန့်ရှေ့နေကိုလုံးဝမရှင်းနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့တရားသူကြီးကထိတ်တန့်ရှေ့နေရဲ့ကာကွယ်ပြောဆိုချက်တွေကိုလက်ခံခဲ့ပြီးစီးပွားရေးစနစ်ကိုအနှဲငယ်အနှောက်အယှက်ပေးမှုဆိုတဲ့ခေါင်းစဉ်နဲ့လီဆာကိုထောင်ဒဏ်10 လတာချမှတ်ခဲ့ပါတယ်ကံမကောင်းစွာနဲ့ပဲလီဆာထောင်ကျနေချိန်မှာသူမရဲ့ခင်ပွန်းကသူမကိုကွာရှင်းခဲ့ရုံသာမကမိသားစုရဲ့တန်ဖိုးကြီးပစ္စည်းအားလုံးကိုပါယူဆောင်သွားခဲ့ပါတယ်အန်နာကလီဆာရဲ့ညွှန်ကြားချက်အတိုင်းကူပွန်တွေအပြည့်ထည့်ထားတဲ့ဖာဆက်ကူဖာတွေအားလုံးကိုရွှေ့ပြောင်းခဲ့ပါတယ်အဲ့ဒီမျိုးသားကဒီတစ်တာတွေကိုတစ်ချက်ပိုကြည့်ရတိုင်းသူ့တက်တန်းတစ်နှစ်တိုးရဲ့လို့ပြောပြီးတစ်တာတွေကိုမြင်ယူသွားဖို့ယွန်ရှာစွာနဲ့ပြောဆိုခဲ့ပါတယ်ဒီတစ်တာတွေထဲမှာလီဆာရဲ့တကယ့်တနုစာတွေပါတယ်ဆိုတာကိုသူလုံးဝမသိခဲ့ပါဘူးအန်နာကတစ်တာတွေကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာငွေသားတွေအပြည့်ပါနေတာကိုတွေ့လိုက်ရပါတယ်သူမချက်ချင်းပဲတက်ကြော့သွားခဲ့ပါတယ်အဲ့ဒီနောက်သူမကလီဆာရဲ့အစီအစဉ်တိုင်းအဲ့ဒီငွေတွေကိုအရင်းအနှီးဖြစ်သုံးပြီးတရားဝင်စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်ခဲ့ကလီဆာကတော့နောက်ထပ်တစ်ကြိမ်ချမ်းသာတဲ့အမျိုးသမီးတဦးပြန်ဖြစ်လာဖို့ထောင်ကလွတ်မဲ့အချိန်ကိုစောင့်ဆိုင်းရုံပါပဲ